ရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ PA Horror Channel လေးကနေကြိုဆိုလိုက်ပါရင်တော့ဒီနေ့မှတင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့တိုက်ပြောင်းတဲ့ညာဆိုတဲ့ဇာတ်လမ်းလေးရဲ့အစားဆုံးကိုတင်ဆက်ပေးတော့မှာဖြစ်ပါရှင်ဇာတ်လမ်းလေးမစတင်ခင်မှာကျမတို့ရဲ့ channel လေးကိုလည်း like subscribe လုပ်ပေးဖို့မမေ့ကြပါနဲ့နော်ကဲဒါဆိုရင်ဇာတ်လမ်းလေးကိုစလိုက်တော့မယ်နော်တိုးကြော်ကြီးမင်းမပြီးသေးဘူးလားကွာပြီးပါရဲ့ဘာကြီးမို့ရလာပါပြီဗျတိုးကြော်ကအိမ်နောက်ဖေးမှပြေးထွက်လာကအိမ်ရှိချန်ကွက်လက်မှာအသင့်ပြင်ဆင်ထားပြီးဖြစ်တဲ့လဲဘော်တို့ပြေးခုန်တက်လိုက်ပါတယ်လဲချန်ခင်းတွေချထားတဲ့နှင်းတန်ကိုကလိုက်တဲ့အခါနဘေးမှာလိုက်ပါလာတဲ့ဘာကြီးမို့ကမင်းကွာသွားကနေလာကနေဆိုရင်မင်းကိုပဲစောင့်နေရတယ်ကွာဘာကြီးမို့ကကျုပ်ကြောင့်တည့်ရတာနဲ့ပြောနေပြန်ပါပြီကျုပ်ကလည်းဘယ်လိုဖြစ်တယ်မသိဘူးဗျာတနေရသွားခါလာခါနီးပြီဆိုရင်သေးပေါက်ချင်းတို့လိုချီးပါချင်းတို့လိုနဲ့စိတ်ထဲတမျိုးကြီးပဲဗျမင်းစိတ်ကထင်နေလို့ပါကွာမြန်မြန်သွားရအောင်ဟေးကောင်းဆန်တို့လည်းရွာထိတ်တောင်ရှောင်းနေလောက်ပြီကွာဒါနဲ့စပားတွေရောစစ်ပပိလားပါချင်းမို့အားလုံးအစ်စ်မှာကွာမင်းကိုပဲစောင့်နေရတာကွာကဲသွားကြစို့တိုးကျော်ကနွားပြနှကောင်ကိုငေါက်လိုက်တဲ့အခါလူစကားနားလည်လာတဲ့နွားကြီးနှကောင်မှာလဲရုပ်ဆွဲလျက်ထွက်ခွာသွားပါတယ်တိုးကျော်တို့မှာရွာလူပွဲအတွက်စပားကျိတ်ရန်အလုံးကမြို့တို့ထွက်လာကြခြင်းဖြစ်ပါတယ်တိုးကျော်တို့နေရဲ့ခွေးပင်ကောက်ရွာကလေးမှာအင်ချီတရာခန့်ရှိတဲ့ရွာငယ်ကလေးဖြစ်ပါတယ်စစ်တောင်းမြေကိုအပြူလျက်စာပြိုးရေးလုပ်ငန်းများကိုလောက်ကိုင်အတံမွေကြသူများဖြစ်ပါတယ်ယခုကဲ့သို့ပွင့်နေရသည့်ရောက်ရှိကတီးနှံများပေါ်ထွက်ချိန်တွင်တော့အလူရည်ဆက်လမ်းနှင့်မကွာတဲ့မြန်မာလူမျိုးတွေရဲ့ထုံးစံတိုင်းအလူပွဲများကိုကျင်းပကြလိမ့်ရှိပါတယ်အလူကျင်းပတဲ့အခါမှာထမင်းကျွေးလိမ့်ရှိပါတယ်အလူတွင်3ရက်3နေ့မိခိုးတိတ်ထမင်းကျွေးနိုင်ရန်အတွက်မိမိလဲထွက်စပားများအခြားသူများရဲ့လဲမောထွက်တဲ့စပားများကိုကြိုတင်စုဆောင်းထားလိမ့်ရှိပြီးအလူရဲ့အနီးတစ်ပတ်ခန့်အလူမှာမြို့တို့တက်၍ဆန်ဆက်တွင်ကြေခွဲကြသည်မှာထုံးစံဖြစ်လိမ့်ပါတယ်ယခုလည်းအလူမှာကျွေးမွေးရန်စပားများကိုကြေခွဲရန်အလူကမြို့တို့လည်းဖြင့်စပားတက်လာကြခြင်းဖြစ်ပါတယ်စပားလဲသုံးလဲရှိကတိုးကျော်နဲ့ဘာကြီးမိုးကတလဲကောင်းဆန်မောင်းနေတဲ့လဲတစ်စင်းနဲ့ဥပေါ်ကြီးမောင်းနေတဲ့လဲတစ်စီစွတ်စွပေါင်းလဲသုံးစင်းနဲ့ရွာမထွက်လာကြခြင်းဖြစ်ပါတယ်ခွေးပင်ကောက်ရကလေးမှာမျိုးနဲ့အတန်ငန်လှမ်းတော်မို့နေတပိုင်းခန့်သွားလာရပါတယ်ထို့မြတာမကတည်းအဲ့ဒီခေတ်ကမျိုးရင်ဆက်ဆက်များတိတ်ပေါ်ပေါ်များမရှိတာကြောင့်စပားကြိတ်ခွဲလူသူများကဆန်ဆက်တွင်တန်းစီရလျာဘာကြီးမို့ကအဲ့ဒီချက်ကိုထောက်ချင်လျက်ရွာမမိုးသိမ့်မချုပ်ခင်ထွက်လာကြခြင်းဖြစ်ပါတယ်ညအချိန်အေးလူလူခင်းနေကြပြီးမနက်မိုးလင်းခါနေမှာဆန်ဆက်တို့ရောက်ကြမိဖြစ်ပါတယ်နက်နက်အစောပိုင်းဆန်ဆက်စတင်ဖွင့်လိုက်တာနဲ့စပားမြောက်ကြိတ်ခွဲကနေမပူခင်ပြန်လာခဲ့ရင်ရွာတို့ညနေပိုင်းချိန်မှာပြန်ရောက်လောက်မိသာတွက်ဆထားခြင်းဖြစ်ပါတယ်ရွာပြင်မှာလင်းနေစီကထဏောင်းရစ်တွင်ရက်ကစောင့်နေလိမ့်ပါတယ်တိုးကျော်ကအဲ့ဒီလဲများကိုမြင်တာနဲ့နွားပြကြီးနှကောင်ကိုငေါက်လိုက်ကအရှင်တင်လိုက်ပါတယ်လှမ်းချက်မှာဖျားခင်းလျက်လဲနှပိမှလည်းဖျားချမ်းများကိုထောင်ကစပားများကိုလဲအပြည့်ထဲ့တွင်တဲဆောင်လာကြတာမို့လဲများမှအနေငယ်လေးလံလာတယ်လို့ဆိုနိုင်ပါမယ်ထဏောင်းရိပ်မွေးခင်မှာဦးပေါ်ကြီးကတိုးကျော်ကြီးကမင်းကွာမင်းလည်းပြက်ကြံခဲ့လို့ငါတို့ကစောင့်နေရကွာနောက်ကြမှာပေါ့ကွာတိုးကျော်မသွားခင်အိမ်နာတက်ချင်တယ်လို့ရေတောက်ချင်တယ်လို့ဖြစ်နေလို့ဟေးဘာကြီးမို့ပြောကိုတိုးကျော်ကမိတို့မြမတုတ်ပြန်တော့ပဲမချိသွားဖြစ်လုံနေမိပါတယ်အချိန်ကည9:00ခန့်ရှိတော့မီမို့ပတ်ဝန်းကျင်တစ်ခွန်းလုံးကိုအမောင်တို့ကလွှမ်းခြုံထားပါတယ်ဥဖို့ကြီးကဘာကြီးမို့ကြည့်ရင်ဘာကြီးမို့ကျုပ်တို့ဘယ်လင်းကသွားကြမလဲဗျတော်လင်းကလမ်းတူတယ်ဆိုပေမဲ့ညာညတာကြတော့သွားလို့မကောင်းပြတ်ဘူးကွာငါတို့မှအချိန်လည်းရှိသေးတယ်ဆိုတော့ကပရုပ်ဘက်ကဆင်းမယ်ကွာဘာကြီးမို့ကဥဆောင်သူမို့အားလုံးကဘာကြီးမို့ကြံစီကိုလက်ခံလိုက်ကြပါတယ်တော်လန်တိုင်းသွားရင်မြို့တို့3-4နာရီခန့်သာသွားရတော့လေတောထူထပ်ခြင်းအမောင်ကြခြင်းတို့ကြောင့်နွားလေးသွားလာရမှာအနှောက်အယှက်များရှိနိုင်ပါတယ်ဒါကြောင့်ဘာကြီးမို့ကြံစီကိုအားလုံးကလက်ခံလိုက်ကြခြင်းဖြစ်ပါတယ်ဘာကြီးမို့ကတိုးကျော်လဲဖို့တို့ပြန်တက်လိုက်ပြီးအရှိဆုံးမှစတင်မောင်းနေခဲ့ပါတယ်သူတို့နောက်မှာတော့ကောင်းဆန်ရဲ့လဲပါပြီးဥပေါ်ကြီးလဲမှာ
နောက်ဆုံးမှလိုက်ပါလာခဲ့ပါတယ်။စောင်းကုံတွေကူမို့ရှာတီဥထုကပူရဲလဲမဆိုတာအေးတယ်ဟူ၍လဲမဆိုတာပဲ။ကောင်းကင်မှာရှေ့ရလာချက်ကလေးကကွေ့ကွေ့ကလေးတာနေလိပါတယ်။မိုးကောင်းကင်မှာတိမ်မောင်တိမ်လေးများကင်းစိမ်၍တိမ်ပပလွတ်လွတ်သာတပြောက်တလေးရှိရမို့လာရောင်ကပတ်ဝန်းကျင်ကိုပြချနေပါတယ်။ရွာပြင်ထွက်လာတဲ့ခါမှလည်းလုပ်ငန်းသိမ်းထားတဲ့လေခင်းရခင်းများကိုလာရအောင်မှမျက်စိတစုံတွေ့မြင်နေရပါတယ်။တိုးကျော်ကရွာစီသို့တစ်ချက်လက်ကြည့်တဲ့အခါမိကွက်မရောင်ကလေးများတလက်လက်နဲ့ခွေးပင်ကောက်ရွာကလေးကိုလှမ်းမြင်တွေ့နေရပါတယ်။တိုးကျော်မှာနွားလေးမောင်းရင်ခပ်ပြင်းရှိလာတာကြောင့်ဘာကြီးမိုးကိုစကားဆပါတယ်။ဘာကြီးမိုးနဲ့တောလန့်ကိုကြတော့ရှောက်မိဘာဖြစ်လို့ကပိုင်ချောင်းဘက်တွားရတာလဲဗျ။ကပိုင်ချောင်းဆိုတာကလည်းနာမည်ကြီးပဲမဟုတ်လား။ဟာတောလန့်ကလမ်းကျက်နေကွာတိုးကျော်ရတည့်ရဝါရက်ကလည်းရှိသေးတယ်။ညမှာခီးသွားတယ်ဆိုတာလမ်းအများကြီးစကားပြောတယ်ကွာမတော်လို့နွားတွေကမမြင်မဆန်းနဲ့ကြိုက်တင်နေမိပြီးခြေကျိုးနိုင်တယ်ဂလိုင်းနဲ့လှဲပင်ကျွံသွားနိုင်တယ်မဟုတ်လားကွာပြီးတော့မြို့ညတကောင်လောက်ကြီးရောက်သွားလိမ့်မယ်ကွာဒီအခါစိုက်နေပိတ်အိမ်နေပိတ်ထားတယ်ဆိုတော့ငါတို့တွေစောင့်ရတာမတက်တာမဟုတ်လားကပိုင်ချောင်းသွားရင်ရောဗျာကပိုင်ချောင်းကခုချိန်ရှိမှမရှိတာကွာသဲလန်းကြီးကလည်းဖြူးနေရမယ်မဟုတ်လားကွာအခုလာရောက်နေဆိုရင်နွားတွေမမြင်ထင်သွားလို့ရှားတာပေါ့ကွာပြီးတော့မနက်3 နာရီ4 နာရီလောက်ဆိုရင်မြို့ရောက်မယ်လေကွာစံဆက်က6 နာရီဖွင့်တာဆိုတော့ငါတို့တိတ်ပြီးမစောင့်ရဘူးပေါ့4 နာရီလောက်ဆိုရင်စိုက်နေပါလေဖွင့်စပြီဆိုတော့ငါတို့စားလို့တောက်လို့လေအဆင်ပြေတယ်မဟုတ်လားဘာကြီးမိုးကတော့တွေးတက်ပါပြီတဲ့ဗျာဒါကြောင့်လေရွာမှာအလူရှင်ဘာကြီးမိုးရဲ့အကုန်စီစဉ်ပေးရတာကိုဗျာဟေးတိုးကျော်လမ်းအောင်တေးချကြည်မောင်းဆန်ဒီနာလမ်းချင်းမီလမ်းလဲကောက်တယ်ကွာတာဘွားနေကြသွားမှလဲမောင်နေအောင်မယ်ရပါတယ်ဘာကြီးမို့ရဒီလမ်းကြုံမောင်းနေကြလမ်းနေပါဗျအဲ့ဒီအချိန်မှာပဲလဲပင်ကလမ်းဘေးရှိဇိုင်းခွက်တစ်ခုတွင်သို့ကျသွားလိပါတယ်ဇိုင်းမှာတော့တင်းငယ်တာမို့လဲပင်မကျွန်းတော့လေလဲမဝုန်းကနေတုံခါသွားပါတယ်ဘာကြီးမို့ကတိုးကြော်ကောင်လမ်းပုတ်ရင်ငါပြောနေမှာမဟုတ်လားမင်းကတော့တော်တော်ပေါ်တယ်ကောင်းမဲကွာအရှင်ကဒီညမှာဂျိုင်းမရှိပါဘူးဗျဘယ်လိုလုပ်ပြီးရောက်လာလဲမသိပါဘူးတိုးကျော်မှာကောင်းကုတ်လျက်လဲကိုဆက်လက်မောင်းနေလာခဲ့ပါတယ်ရွာထွက်လမ်းမှာထွက်လာပြီးကပိုင်ချောင်းတွင်သို့ဆင်းလိုက်တာနဲ့မျက်စိတစုံကျဲပြောလာတဲ့တဲချောင်းကြီးကိုမြင်တွေ့ရပါတယ်ကပိုင်ချောင်းမှာမိုးရင်ခါတွင်တော့အလွန်ရည်စည်းတန်တဲ့ချောင်းတစ်ခုဖြစ်တော်လေယခုကဲ့သို့မိုးလွန်ကာလများတွင်တော့တဲခုံများသာရှိတဲ့တဲချောင်းကြီးဖြင့်ပြောင်းလဲသွားလိမ့်ပါတယ်ဖြူလလတဲတောင်ပြင်ကြီးကိုလာရောင်ကထိုးလိုက်တာမို့ငွေပလာချင်းခင်းထားတဲ့နဲ့ဝင်းလက်နေပါတယ်ဒါနဲ့ဘာချင်းမို့ကပိုင်ချောင်းကမြေကျန်းနေလို့ပြောကြပါမယ်ကျုပ်တော့တခါမှတရေတွေပါတွေမမြင်ဘူးသေးပါဘူးဗျာမမြင်ဘူးတာကောင်းတာပေါ့ကွာဘာလဲမင်းကမြင်ချင်လို့လားမြင်ချင်တာတော့ဘယ်ဟုတ်ပါမလဲဗျဒါပေမဲ့ကျုံးဆိုတဲ့ကောင်ကကိုယ်တိုင်မြင်ရမှယုံချင်တာဗျအခုလူတွေပြောနေကြတဲ့အကြောင်းတွေကဗဇက်ပြောတွေပါဗျာရှာရုံးမရှိတိုင်းပြောနေကြတာတွေပါဗျဒီလိုလဲဘယ်ဟုတ်ပါမလဲကွာကပိုင်ချောင်းချောင်းဟိုးနာကကပိုင်ရွာသားတွေအတီးဆုံးမော့တို့ရွာဒီလန်းကိုတိတ်မှမတုံးကြပဲကိုမင်းမယုံပေမဲ့ငါတော့ရှုံးနေဟေးဘာဖြစ်လို့လဲဆိုတော့ငါခက်ငယ်ကလေးကဒီကပိုင်ချောင်းမှာတရေနဲ့စုံခဲ့ဘူးလို့ပဲကွာတိုးကြော်မှာအားတက်သွားကဟာဘာချင်းမို့ကိုယ်တိုင်ကြုံခဲ့ဘူးလားဗျာပြောစမ်းပါဦးဗျာဒါမျိုးတော့ကျုပ်စိတ်ဝင်စားတယ်တေချာလို့လားကွာငါပြောတာနားထောင်ပြီးတော့မင်းကြောင့်နေပါဦးမေဟာဗျာဘာချင်းမို့ကကျုပ်ကိုအထင်သေးတာပဲဗျာကျုပ်နာမည်တိုးကြော်ဗျာတရေမပြောနဲ့ဘလူးတော်မကြောက်ဘူးဗျာအေးဒါဆိုရင်လေပြောရတာပေါ့ကွာအဲ့ဒီတော့ငါအိမ်အောင်ကြပြီတမီးကြီးမွေးပေးစအချိန်မော့ကွာဘာကြီးမို့ကအတိတ်ဖြစ်ရများစီသို့ပြန်ပြောင်းပြောဆိုလိုက်ပါတယ်မိုးရင်းကုံဆုံးပြီးစောင်းပေါက်လာတဲ့ချိန်မှာကပိုင်ချောင်းတွင်ရှေးများနေပါသွားလိုက်ပါတယ်အဲ့ဒီကတဲခေါင်ကြီးများပေါ်ပေါက်လာကကြန့်ရှိနေတဲ့ရှေးများမှလည်းရေအိုင်ငယ်ကလေးဖြစ်သို့ပြောင်းလဲသွားပြန်ပါတယ်အဲ့ဒီရေအိုင်ငယ်ကလေးများအတွင်းမှာတော့မိုးရင်းတွင်လုံးချောင်းတွင်ဝဲလေ
ချက်စားနေကြတဲ့ငါးကြီးငါးငယ်တို့မှရှေးအိုင်တွင်ကြန့်ရှိနေတတ်ပေရာဘာကြီးမိုးတစ်ဖြစ်လေကိုမိုးတို့အတွက်တော့ဟင်းစားတစ်ဖွဲဖြစ်နေလေပါတယ်ကိုမိုးတယောက်ရာလုပ်ငန်းပြီးစီးတဲ့ညနေဆောင်ချိန်မှာကွန်ဝိုင်းပေါက်ကကပိုင်ချောင်းတွင်ဆင်းလာခဲ့ပါတယ်မိုးဦးကြမှာမွေးဖွားခဲ့တာမို့ကိုမိုးတို့မိဘများကမိုးဦးဟုသာအမည်ပေးခဲ့ပါတယ်အဲ့ဒီချိန်ကကိုမိုးမှာအသက်30ကျော်တာရှိပါသေးတယ်အိမ်အောင်ကြပြီးဇနီးတဲ့ဖြစ်သူမတ်သိန်းပင်လင်သမီးကြီးကိုမွေးဖွားပေးခဲ့ဒီမှာလာပိုင်းသာရှိပါသေးတယ်မတ်သိန်းမှာတော့ငားလွန်ကြိုက်သူဖြစ်လျာကိုမိုးကယနေ့မသိန်းအတွက်ဟင်းစားရှာပေးရန်ကပိုင်ချောင်းတွင်ဆင်းလာခဲ့ခြင်းဖြစ်ပါတယ်ဖြိုးကိုမိုးစောင့်မအောင်ဗျအနောက်သို့လှည့်ကြည့်တဲ့အခါတရွာထဲနေဖိုးမောင်ဖြစ်နေလေပါတယ်ဖိုးမောင်မှာအသက်73နှစ်သာရှိသေးတဲ့ကလေးတူဖြစ်ပါတယ်ဖိုးမောင်ကကိုမိုးနဲ့ဆွေမျိုးမကင်းတော့လေတော်ဆက်ပေးပါတယ်ဖိုးမောင်လက်ထဲမှာတော့နှီးဖြစ်ရက်လောက်ထားတဲ့ရက်တဲ့တစ်ခုကိုကင်ဆောင်လိုက်ပါတယ်ဖိုးမောင်ဘယ်ကိုလိုက်မလို့လဲကွာကိုမိုးလက်ထဲကွန်ဝိုင်းကြည့်နေဆိုတော့ကပိုင်ချောင်းမှာငါးရှာထွက်မယ်မဟုတ်ဘူးလားအေးဘောကွာမင်းလက်ထဲလဲရက်တဲ့ကြီးနေဆိုတော့မင်းရောအဲ့ဒီသွားမလို့မဟုတ်လားသွားတော့သွားချင်တယ်ကိုမိုးရဒါပေမဲ့နေရလဲစောင်းနေပြီဆိုတော့နည်းနည်းကြောက်လို့ဘာမှကြောက်မနေပါနဲ့ကွာနေရအခုမှဝင်စားရှိသေးတာကိုကွာတို့ရအောင်မိုးမကြောက်ခင်လောက်ပြန်ရောက်မှာပါအဲ့ဒါနဲ့ကိုမိုးနဲ့ဖိုးမောင်တို့မှကပိုင်ချောင်းတွင်သို့အတူတကွဆင်းသက်ခဲ့ကြပါတယ်ကပိုင်ချောင်းကတဲချောင်းမို့ရေရကြည်လင်လာပါတယ်ရေအိုင်ချောင်းကလေးမှာငါးပိကန်ကျဲတဲ့အန်ကလေးများမှစကပေရနဲ့ချီအောင်ကြီးမားတဲ့အန်ကြီးများထိအစားစားရှိပါတယ်ရှေးအိုင်ကလေးများမှာဖိုးမောင်ကဲ့သို့ကလေးများဖမ်းယူကြတာကြောင့်ငါးမောင်ကုံတလောက်ရှိနေပြီဖြစ်ပါတယ်ဖိုးမောင်မှာစေပေခန့်ကျဲတဲ့ရှေးအိုင်ကလေးကိုပတ်ကြည့်နေခါငါကတော့ရှားလာပြီဗျဒီအိုင်နဲ့ဆိုလေတစ်ကောင်နှစ်ကောင်လားပဲရှိတော့ပါလားငါမမြရှားတဲ့နေအောင်ငါသိတယ်ကွာဖိုးမောင်ရဘယ်နာမှလဲဗျငွေပုံသားဖះနာကြောက်ထက်ကြီးနာမှာပေါ့ကွာကိုမိုးပြောလိုက်တဲ့အခါဖိုးမောင်တယောက်တုံးလောက်သွားပြီးဟာငွေပုံသားဖះဆိုတာတိတ်ကိုအချောင်းလက်ကျန်းနဲ့ပြောကြရင်နော်ကျုပ်တော့မသွားရဲပါကိုမိုးရကြောက်မနေစမ်းမနဲ့ဖိုးမောင်ရငါတရားလုံးရှိပါတယ်ကွာမင်းဒီအိုင်လေးတွေရှာနေလေဟင်းစာသုံးလေးကောင်ပြင်ပိုမြပါဘူးကွာငါနဲ့လိုက်ခဲ့စမ်းပါအဲ့ဒီမှာငါတော်တော်များသလားကိုမိုးဦးတရေ၆တယ်လို့နာမည်ကြီးတော့လူတွေမလာရဲကြဘူးပေါ့ကွာဒီတော့ငါးတွေကြက်တာပေါ့ကွာဟိုနေ့ကငါဒီလိုချင်းတယောက်တည်းကွန်သွားပြက်တာလင်းငါးခါပြက်ပြီးတော့ငါးတော်တော်များရတယ်ကွာဟင်းတောင်နှခါခွဲချက်ရတယ်ဟေးဖိုးမောင်မျက်လုံးများအယောင်လက်သွားပါတယ်ဒါဆိုကျုပ်လည်းလိုက်မယ်ဗျာအေးလိုက်ခဲ့ကွန်ပြက်ပြီးငါးတွေဝိုင်းဖြုတ်ပေးပေါ့ကွာဟင်းစားရတော့မင်းတို့ငါခွဲပေးပါမယ်ကွာဟုတ်ပြီလားအဲ့ဒါနဲ့ကိုမိုးနဲ့ဖိုးမောင်တို့မှချောင်ရုံတိုင်းစံတက်လာခဲ့ကြပါတယ်ကပိုင်စားထပ်ပိုင်းနာမှာကမ်းပါကြီးတစ်ခုရှိလေပါတယ်အဲ့ဒီကမ်းပါကြီးပေါ်မှာငွေပုံသားစေဒီယိုတီးဆောက်ထားပါတယ်ငွေပုံသားစေဒီမှာရှေးခေတ်ကလေးကတည်ရှိခဲ့တဲ့စေဒီတစုဖြစ်ကဥဒ္ဒဆောင်များတိုက်ဆောင်များရှိတယ်လို့နာမည်ကြီးပါတယ်နေ့စဉ်ကျင်းပနေကြဗုဒ္ဓပူဇနီယဖျားဝဲချိန်မှလွယ်ငွေပုံသားဖျားနီးမှာလူသူမရှိတတ်ပါအဲ့ဒီငွေပုံသားဖျားတည်ရှိရာတစ်ဖက်တွင်မှာတော့ကပရွာကလေးတည်ရှိပါတယ်အဲ့ဒီရွာထိပ်မှာရွှေပုံသားဖျားလို့ဘွဲအမိရတဲ့ဖျားစီတီတစုရှိပြန်ပါတယ်အများဆိုရအဲ့ဒီရွှေပုံသားဖျားနဲ့ငွေပုံသားဖျားမှာမင်းညီမင်းသားနှစ်ဦးဟိုဘက်ကန်းဒီဘက်ကန်းမှာအပြိုင်တည်ခဲ့ကြတဲ့စေဒီနှစ်စုလို့သိရပါတယ်စေဒီများရဲ့ပုံသဏ္ဍာန်များမှလည်းအတော်အတန်တူညီလာပေပါတယ်ရွှေပုံသားဖျားမှာရွာထိပ်တွင်တည်ရှိတော်လေငွေပုံသားဖျားမှာတော့ကပိုင်ချောင်းနဲ့တောင်ကုန်းတစ်ခုပေါ်မှာတည်ရှိပြန်ပါတယ်သို့တော့ကပိုင်ချောင်းရေတိုက်ဆောင်မှုကြောင့်ရခုငွေပုံသားဖျားတည်ရှိနေတဲ့ကုန်းမှာတချမ်းသာရှိလေပါတယ်ထိုကမ်းမကြီးအောက်ဘက်မှာကြောက်ချက်လွှာများတည်ရှိပါတယ်အချို့ကြောက်ချက်လွှာများမှာလူတယောက်ရဲ့အရက်ထက်ပင်မြင်မာတာကြောင့်ကြောက်ထက်ကြီးလို့ခေါ်ကြပါတယ်အဲ့ဒီကြောက်ထက်များအလင်းမှာတော့
လူကြီးရင်ကောင်းခန့်တဲ့ရန်တိုင်းရှိလေပါတယ်ယခုကိုမိုးတို့တီးရှိနေတဲ့နေရာမှာအဲ့ဒီရန်စီတို့ဖြစ်ပါတယ်ကြောက်ထက်များကိုဖျက်ကျော်ခဲ့ပြီးတဲ့အခါရေအိုင်ကိုလှမ်းမြင်နေရပါတယ်ကိုမိုးတို့နှစ်ယောက်ရေအိုင်စီတို့ရောက်တဲ့အခါနေရလုံးလုံးဝင်သွားပြီဖြစ်ပါတယ်ကောင်းကင်တစ်ခွေမှာအနီရောင်အလေးတန်းများဖြင့်တိမ်တောက်ကလှပနေပါတယ်ကိုမိုးကရေကိုကန်ကြည့်တဲ့အခါရေများမှာအေးဆက်နေပါတယ်ကိုမိုးကကြောက်တုံးတစ်ခုပေါ်မှာရက်တက်လိုက်ကခပုံစတွင်ထည့်လာတဲ့ဖွဲနှုများကိုလက်တဆုပ်စာကန်နှာယူလိုက်ကရေအိုင်ကလေးစီသို့ပက်ကျဲလိုက်လေပါတယ်ဖွဲနှုများမှာရေမျက်နှာပြင်မှာပြန်ကျဲနေလေပါတယ်မကြခင်ချိန်မှာရေမျက်နှာပြင်မှာလှုပ်ရှားမှုများကိုမြင်တွေ့နေရပါတယ်ကိုမိုးကျဲပဲပြလိုက်တဲ့ဖွဲများကိုတော့ကန်အတွင်းရှင်ကားများကလာရောက်စားတောင်းကြခြင်းဖြစ်ပါတယ်ကိုမိုးကကိုယ်တင်ချကန်လိုက်ပြီးနောက်ကိုတချမ်းဆောင်လျက်ကိုလွဲယူလိုက်ကအဝိုင်းပုံစံဖြစ်သွားအောင်ရေအလေသို့ပြစ်ထက်လိုက်လေပါတယ်ကိုမာတော့ရေမျက်နှာပြင်သို့စကောဝိုင်းကြီးနဲ့ဝိုင်းကျသွားကငားမြောက်အလေအမြန်အုံးမိလေပါတယ်ကိုမိုးလည်းအချိန်မဆွဲတော့ပဲကိုပြန်ဆွဲယူပါတယ်ဖိုးမောင်ကလည်းကိုမိုးဦးအားကူညီကဆွဲယူပေးလေပါတယ်ကိုအတွင်းမှာတော့ငားမြကဖိုးပေးလို့အောင်လှုပ်ရှားနေကြပါတယ်အဲ့ဒီကွန်အားကြောက်တုံးပေါ်သို့ဆွဲတင်ယူလိုက်ကငားမြောက်ဖြုတ်ရပါတယ်ကိုမိုးယူလာတဲ့အဝခက်ကြချင်းပလိုက်တစ်ခုအတွင်းသို့ငားမြောက်ဖြုတ်ထည့်ရပါတယ်ငားမှာတော့အမျိုးအစားစုံလင်လာသလိုအရွယ်စားလဲစုံလင်ပါတယ်တက်ထွာခန့်ရှိတဲ့ငားမြမစတင်ကလက်တညိုခန့်ရှိတဲ့ငားမြဆောင်ဖြစ်ပါတယ်ကိုမိုးတယောက်တည်းငားဖြုတ်ရင်အချိန်ကြာတတ်တော့လေယခုတော့ဖိုးမောင်ကပါဝိုင်းဖြုတ်ပေးနေကြကြောင်းအချိန်ခဏလေးအတွင်းပိုက်ကွန်မှာငားမြကုန်သွားပါတော့တယ်တွေ့လားဖိုးမောင်ကွန်တစ်ချက်နဲ့တင်မနဲ့ရတာဟာ3-4ချက်ဆိုရင်တော့တောင်းပြစ်မယ်ချင်းနေဖိုးမောင်ကလည်းပျော်မြူးနေလေပါတယ်ကိုမိုးကဖိုးမောင်ကြီးရေအိုင်ဟိုဘက်ချအောင်ဆင်းပြီးငါးတွေကိုဒီဘက်ကိုမောင်းခဲ့ကွာငါဒီနာရောက်တော့မှကွန်ချက်ပြစ်မယ်ဖိုးမောင်မလည်းငားရလို့စောပြည့်ရေကန်တစ်ဖက်သို့ကွေ့ပတ်သွားလိုက်ပါတယ်ရေကန်မှာပေတရာခက်တာကျဲဝန်းတာမို့တိတ်ဝေးမတွားလိုက်ရပါဖိုးမောင်ကကန်တစ်ဖက်ရောက်တာနဲ့ဒုတ်တချောင်းယူကရေကန်ဆက်သို့ဆင်းလိုက်လေပါတယ်ပေါင်လေးလောက်ထိဆင်းသက်လိုက်ပြီးနောက်အဲ့ဒီတော့ပြေရေမျက်နှာပြင်ကိုတက်ဖြတ်ဖြတ်ထူးနိုင်ရအဲ့ဒီအချမ်းမှာခိုးအောင်နေကြတဲ့ငားများမှာတော့ကိုမိုးရှိရာတစ်ဖက်စီသို့ပြေးကူလာကြပါတယ်ကိုမိုးကဖွဲတဆုပ်ကျဲကကွန်ချက်ထပ်ပစ်ခတ်လိုက်လျာအဲ့ဒီကွန်ချက်မှာအစာဆုံးပြစ်တဲ့ကွန်ချက်ထက်ငားမိများပါတယ်ဖိုးမောင်ပါပြေးလာကကွန်ရှိငားများကိုဖြုတ်ကြပါတယ်တထွားခန့်ရှိတဲ့ငားများပင်14-5ကောင်ခန့်ရလိပါတယ်ကိုမိုးကပိုက်မငါကိုဖြုတ်ပြီးပလိုင်းသွင်းတို့ထည့်ပါတယ်ဟာဘလို့ဖြစ်တာလဲကိုမိုးဦးရေရွတ်လိုက်မိပါတယ်ပလိုင်းတွင်ငါးများမှာတိတိတသားလျော်နေနေရကိုတွေ့ရပါတယ်ခုနတခါငါးဖြုတ်တဲ့အခါပလိုင်းအောက်ချစ်ကိုပင်ဖုံးမိတော့လေယခုခါမှာတော့ငါးတစ်ကောင်စား2ကောင်ကိုသာတွေ့ရပါတယ်ငါးတွေလျော့နေပါလားကွာကိုမိုးကပလိုင်းများပေါက်နေသလားဆိုပြီးလှန်လောကြည့်နေပါတယ်သို့တော့မြည်တီပေါက်မှမရှိအပေါက်ရှိ၍ငါးထွက်ပြေးတယ်ဆိုတော့ပလိုင်းမှာရေကန်နဲ့ခလန်းနေရာမှာခြားထားတာကြောင့်ငါးမှာထိုးများလောက်ခုန်သွားနိုင်ပုံမရပြီမင်းယူသေးလားဖိုးမောင်ဟာကိုမိုးကတော့လှုပ်ပြီကျုပ်ကမှရေထဲကတက်လာတာပါဗျအေးကွာငါးတွေလျော့နေတယ်ဟာဗျဟုတ်ပါမလားဗျဒီနားမှာလူဆိုလို့ကျုပ်ရဲ့ကိုမိုးရဲ့ပဲရှိတာကိုမိုးအမှတ်မှားတာဖြစ်မှာပါကိုမိုးလည်းမတွေးတတ်တော့ပြီနေအောင်ချီတပြည့်ပြည့်ဆုပ်ယုပ်လာပြီးညမောင်လာပြီးဖြစ်တာကြောင့်ကွန်ချက်ထက်ပြက်နိုင်ရဲ့အလုံးကငားမြောက်မြင်မြန်ဖြုတ်၍ပလိုင်းတွင်သို့ကောက်ထည့်ရလိမ့်ပါသည်ယခုခါမှာတော့ပလိုင်းသုံးဖို့တပုတ်ခန့်ရရှိသွားပြီဖြစ်ပါတယ်ကိုမိုးကပလိုင်းတွင်မှာငားမြောက်မထွက်နိုင်ရန်သူ့ဆောင်ထားတဲ့အုတ်ထုံနဲ့ဝါကိုအုပ်ခဲ့ပါသေးတယ်တတိယခါကွန်ပြစ်တဲ့ခါမှလည်းငားမြောက်ရပြန်ပါတယ်ငားဖြုတ်ပြီးပလိုင်းထည့်ရန်ကြည့်တဲ့အခါမှာတော့ငားမှာတော့ဖင်ကက်ကက်သာရှိနေပြန်ပါတယ်ကိုမိုးမှာအလွန်တော်သာထွက်နေမိပါတယ်ဟာဟုတ်တော့မဟုတ်တော့ဘူးနော်ငါးတွေပျောက်ပြန်ပြီဖိုးမောင်မယုံရင်ဒီမှာကြည့်
ဖိုးမောင်ကပလိုင်းတွင်ကြည့်လိုက်ရမှာတော့ငါက၄-၅ကောင်သာရှိပါတယ်ဖိုးမောင်လည်းခေါင်းကုပ်ရင်ငါတွေပြန်ခုန်ထွက်ခုန်တာများလားကိုမိုးငါခုန်မထွက်နိုင်အောင်လို့ငါအုတ်ထုပ်နဲ့ပိတ်ခဲ့တာပါကွာတကယ်လို့ခုန်ထွက်တယ်ပဲထောင်ဒီအုတ်ထုပ်ကကြားနေရမှာပေါ့ကွာအင်းဟုတ်လေဟုတ်တယ်နော်ကိုမိုးကဒေါသထွက်ထွက်နဲ့မတ်တက်ရက်လိုက်ပြီးဟေးငါတွေကိုဘဲကောင်ခိုးသားတာလဲကွာစားချင်လားတောင်းစားဟင်းစားပြီးလို့ရတယ်အခုလို့ခိုးကြောင်ခိုးဝက်တော့မလုပ်နဲ့ငါမကြိုက်ဘူးဟေးကိုမိုးရပြောဆိုရင်ရှေးကန်တဝိုက်ကိုလိုက်ချင်နေမိပါတယ်ကိုမိုးអော်လိုက်တဲ့တန်မှာရှေးကန်အနီးကြောက်ချက်များကြမှာပဲ့တင်ထက်သွားလိမ့်ပါတယ်အဲ့ဒီချိန်ဖိုးမောင်ကတနေရာသို့လက်ညှို့ထိုးလိုက်ကကိုမိုးဟိုမှာဗျဖိုးမောင်ကလက်ညှို့ထိုးပြလိုက်တဲ့နေရာသို့ကိုမိုးလှည့်ကြည့်လိုက်တဲ့အခါသူ့အနောက်ကြောက်တုံးအပေါ်မှာစောင့်ကြောက်ထိုင်နေတဲ့မိန်းမတစ်ယောက်ကိုတွေ့မြင်လိုက်ရပါတယ်အဲ့ဒီမိန်းမကြီးမှာထမိန်နေရာကိုဝစ်စင်ထားကဒုကလုံးရှိသားများမှလည်းမဲပြနေလေပါတယ်ကိုမိုးမှာအဲ့ဒီမိန်းမကြီးကိုမြင်တွေ့လိုက်ရတာနဲ့ထိတ်လန့်သွားပါတယ်အဲ့ဒီမိန်းမကြီးကသွားပြပြကြီးများပေါ်အောင်ဖြဲပြရင်လက်တစ်ဖက်အောင်ပြန်ကကိုမိုးထံသို့ပြေးဝင်လာပါတယ်ဟာတရေဖိုးမမအော်ဟီလျက်ရှေကန်နီးမှထွက်ပြေးသွားပါတယ်ကိုမိုးမှာကိုမောင်းကိုကောက်၍ပကုံးမော်တင်လိုက်ကပလိုင်းကိုဆွဲယူလိုက်ပါတယ်အဲ့ဒီခိုင်တရေမကြီးမှာကိုမိုးနီတို့ရောက်လာလိမ့်ပါတယ်ပေငေါ့ငါပေလက်ဝါးဖြန့်ကကိုမိုးကိုတောင်းဆိုလျက်ကိုမိုးကလက်ထဲမှာပလိုင်းကိုပြစ်ပေါက်လိုက်ပြီးတစ်ဖက်သို့လှည့်ပြေးပါတယ်ခက်လက်ရောက်တာကြောင့်လှည့်ကြည့်လိုက်တဲ့အခါမှာတော့တရေမကပလိုင်းရဖောက်စားနေရကိုတွေ့လိုက်ရပါတယ်ဖိုးမောင်တယောက်ကိုအရိပ်ရောက်ပင်မတွေ့ရတော့ပါကိုမိုးလည်းဆက်ပြေးလျာတနေရာရောက်ရှိမှတော့ရှေ့ဆက်ပြေးမရပဲတုတ်ခနဲ့ရက်တန့်သွားပါတယ်ကိုမိုးလှည့်ကြည့်လိုက်တဲ့အခါတရေမကြီးကကိုမိုးပခုံးမော်တင်ကဆွဲလာတဲ့ကိုဝိုင်းကြီးကိုလက်ပြဆောက်ဆွဲထားတာကိုတွေ့ရပါတယ်ကိုမိုးလည်းတွေးမနေတော့ပဲအဲ့ဒီပိုက်ကိုအပြစ်ချခဲ့ပြီးရွာသို့တုတ်ချေတင်ကပြေးလာခဲ့ပါတယ်အဲ့ဒီနောက်ပိုင်းကလေးကပိုင်ချောင်းတွေကိုငါမဖန်ရဲတော့တာပဲဟေးဘာကြီးမို့ပြောပြတာကိုတိုးကြော်ကနားထောင်နေပါတယ်ဘာကြီးမို့ကဘာဖြစ်လို့ပြေးတာလေဗျာဟာတရေနဲ့တွေ့တာမပြေးလို့ငါကဘာလို့ရမှာလဲကွာနေရချင်းတာလဲလိုက်ချက်မာတယ်ဗျာကျုပ်တာဆိုပြေးမှာမဟုတ်ဘူးဗျကျုံငါ့ကိုလူစားတဲ့တရေမအောင်တချီသမောင်းလောက်တော့မှတ်လောက်သားလောက်စော့ဘလော့တီးထက်လိုက်ရမှာဗျအောင်မမင်းရတကယ်မတွေ့ဘူးတော့ပြောရရှိတာပေါ့ကွာငါမှအဲ့ဒီတော့9 ရက်လောက်ဖျားလိုက်သေးတယ်ကွာတိုးကြော်မှာဟာတိုက်ကရေမောခဲ့ပါတယ်လဲမှာတော့မောင်းနေလာရင်မကြခင်ချိန်မှာကပိုင်ချောင်းပြီးကမ်းမကြီးပေါ်မှာတီးရှိနေတဲ့ငွေပုံသားဖျားစီတီကိုလှမ်းမြင်လိုက်ရပါတယ်ထုံးမြဖြူပေးအောင်တုတ်ထားတာကြောင့်လားရောင်ထုတ်လိုက်တဲ့အခါငွေပုံသားဖျားကြီးမှာတကယ်ငွေစီတီကြီးတစ်ခုအလားဝင်းလည်တောက်ပနေပါတယ်ကန်တပတ်မှာကပိုင်ရွာကလေးမှာတော့အမောင်တို့အတွင်ငြိမ်သက်စွာတီးရှိနေပါတယ်ဟောပြောရင်းဆိုရင်ဖျားနာတော့ရောက်လာပေါ့ဘာကြီးမိုးကပြောဆိုလာရင်ငွေပုံသားစီတီကိုရှီမန်းကလက်အုပ်ချလိုက်ပါတယ်တိုးကြော်ကကြောက်ထက်ကြီးနာဆိုတော့ဟောနေရာကြီးဖြစ်မှာပေါ့နော်အေးဘောကွာဒီချိန်ဆိုရင်တော့ကြောက်ထက်ကြားမှလေရှေးအိုင်ပဲကြံဘာတော့မလဲကွာစကားတပြောနဲ့လဲုံမောင်းနေလာရတတိယပြီးပြန်လဲကြည့်တော့မှကောင်းဆန်မောင်းနေလဲမှသူတို့လဲနဲ့အနောက်ကလမ်းမှာပြက်ကျန်နေခဲ့ပါတယ်ဥပေါ်ကြီးလဲဆိုရင်လာရအောင်မှမှုံဝါတာမြင်တွေ့နေရပါတယ်ဘာချင်းမိုးကမင်းကနွားတွေကိုဒုံးတိုက်လာခဲ့တော့အရှိကိုစောရောက်နေရပေါ့ကွာမဖြစ်ဘူးဟေးငါတို့စောင့်မှဖြစ်မယ်ဘာစောင့်စရာလိုလဲဗျာကပိုင်ချောင်းကြီးကဖြူးနေရပဲဘာများလမ်းမဆရာရှိလို့လဲမင်းပြောတာလည်းဟုတ်တာပဲဘာပဲဖြစ်ဖြစ်မျိုးထိတ်နာလောက်ရောက်ရင်တော့ရဲဆောင်မှထင်နေကွာတိုးကြော်မှပြောဆိုရင်လဲကိုဆက်လက်နှင်လာခဲ့ပါတယ်ရှေ့ပုံသားဖျားနှွေရောက်မှာတော့ဖျားစီဒီပေါ်မှာတဝင်းတလက်လက်အရှောင်များကိုတွေ့ရပါတယ်ဘာချင်းမိုးကလှမ်းကြည့်ရင်ဟ
ဟာဇေဒီပေါ်မှာမီးအောင်တွေ့တယ်ကွာတယောက်လာပြီးစင်မီပူဆော်သွားတာနေမှာကွာစက်ကြည့်နေရင်အလင်းရောင်ကလေးမှာတစ်ခုမှနှစ်ခုမှလေးခုတို့တဖြည်းဖြည်းပွားများလာပြီးနောက်ဖျားစီတစ်ခုလုံးကိုအဲ့ဒီအလင်းရောင်များကပတ်ချုံသွားပါတယ်တိုးကြော်နေပါချင်းမို့လို့မှတယောက်နဲ့တယောက်စကားဝင်မပြောနိုင်ကြပေအဲ့ဒီအလင်းရောင်များကိုတွေ့ပြီးကြည့်နေမိပါတယ်အလင်းရောင်များမှာစေဒီအားသုံးမတိတိလက်ပတ်ပြီးတဲ့အခါမှာတော့ကမ်းပါကြီးတိုင်းတဖြည်းဖြည်းဆင်းချလာပါတယ်ဟာဘာကြီးမို့လာပြီလာကြပြီဗျဟေးငါတို့လဲနာဖြတ်မှာပဲကွာဟိုထားလက်ကိုရထားစမ်းဘာကြီးမို့ပြောလိုက်တာကြောင့်လက်ကိုရထားလိုက်ရပါတယ်အဲ့ဒီအလင်းရောင်တလက်လက်မှာကမ်းပါပေါ်မှာဆင်းလာပြီးချောင်းတွင်သို့ရောက်ရှိလာပါတယ်မကြမီလာရအောင်မှာနွားပြူကြီးများဆွဲထားတဲ့နွားလဲများနဲ့လူများတွေ့လိုက်ရပြန်ပါတယ်အဲ့ဒီလဲကြီးများရဲ့ထိတ်နဲ့အနောက်ဘက်မှာတော့ကညင်စီမီတိုင်ကဲ့သို့မီးတိုင်ကြီးများထွန်းညှိထားကြပါတယ်ဟောဗျာဆင်းလာတော့ကအလင်းဆက်ကလေးတွေအခုတော့ဘယ်လိုလုပ်ပြီးလဲကြီးတွေဖြစ်သွားတာပါလဲတိုးကြောင်မှာရှေးရွနေလေးပါတယ်အချိန်ကည8 နာရီခန့်ပဲရှိအောင်မေလာရအောင်မှာလဲကြီးများကိုအတိုင်းသားမြင်နေရပါတယ်လဲပေါ်မှာလဲမောင်းသူအပြင်လဲအနောက်မှာလူများထားလက်လာကြပါတယ်လဲပေါ်မှာတော့ရှာဝင်အိုကြီးတစ်လုံးကိုတင်ဆောင်လာပါတယ်အဲ့ဒီရှာဝင်အိုကြီးများမှလည်းထုံးဖြူဖြူနဲ့ရှည်သားထားတဲ့အခရာများကိုတွေ့ရပြန်ပါတယ်အဲ့ဒီလဲကြီးကတိုးကြော်လိုလဲကိုမမြင်တွေ့ရအလားတိုးကြော်လိုလဲအနီမှာဖြတ်သွားတဲ့တိုင်အောင်လက်လက်ချင်းစကားပြောခြင်းများမရှိပဲသူ့ဖာသာသူသွားလာနေကြပါတယ်လဲကြီးကိုစီတီတီမှာကပိုင်ချောင်းဖြတ်တန်းလျက်တစ်ဖက်ရှိကပိုင်ရွာကလေးစီတို့ဥတီကသွားလာနေကြခြင်းဖြစ်ပါတယ်သွားလာနေတဲ့အချိန်မှာလေနွားတံများလူတံများစုညံ့နေတဲ့ကဲ့သို့အကျွေပြားများကိုလှုပ်ခါတဲ့အတန်ကဲ့သို့တက်ရွှင်တံများကိုကြားနေရပါတယ်လဲကြီးကိုစီမှာကပိုင်ချအလေခံရောက်တဲ့အခါတိုးကြော်လိုမြင်ကွဲမှာပျောက်ကွယ်သွားပြီးအလင်းမုံအလင်းဆက်ကလေးများဖြင့်ပြန်လဲတင်းငယ်သွားပါတယ်လဲကြီးများဖြတ်တန်းပြီးသွားတော့လေဘာကြီးမိုးနဲ့တိုးကြော်မှာကြက်တီတီကကြောင်အံဖြစ်နေစေပါဘာကြီးမို့ဒီလဲတွေကိုဘာကြီးမို့လည်းမြင်လိုက်တယ်မဟုတ်လားအေးငါလည်းတွေးလိုက်တယ်ကွာမသိပါဘူးဗျာကျုပ်တယောက်တည်းများမြင်နေရတာလားလို့ဒါနဲ့ဒီလူတွေကဘယ်သူတွေလဲမသိဘူးနော်ငါအထင်တော့အုတ်သက်ဆောင်နေဖြစ်မယ်ကွာတို့ငငယ်ကငွေပုံသားဖျားတိုက်ကြောင်လူကြီးတွေပြောတာကြားဘူးတယ်ဒီဖျားချင်ကတိုက်ထဲမှာလဲကိုစီတိုက်ရေတနာရှိတယ်လို့ပြောတာကြားဘူးတယ်ကွာဒါဆိုဒီလဲတွေကတိုက်ပြောင်းတာပေါ့နော်အေးကွာလဲတွေအကုန်လုံးကပိုင်ရွာကလေးဘက်ကိုသွားတာထောက်တော့ရွှေပုံသားဖျားစီကိုသွားတာပဲနေမှာရွှေပုံသားဖျားဆိုတာကလေတိုင်နှန်းရှင်တွေရှိရလို့ကြားဘူးတာပဲမဟုတ်မှလွေရောဒီရဝင်အိုးကြီးတွေထဲမှာရေတနာရှိရထင်းနေတော့ဘာကြီးမို့ဟုတ်တာဗောကွာဘယ်လိုလဲကွာတိုးကြော်ရတိုင်နှန်းရှင်ဆိုတာမင်းမြင်ပြီမဟုတ်လားဘာကြီးမိုးနဲ့တိုးကြော်တို့စကားပြောနေစင်မှာအနာမှာကောင်းဆန်မောင်းလာတဲ့လေကသူတို့လဲနဲ့မိလာနေပါတယ်ကောင်းဆန်ကဘာကြီးမိုးတို့ကြည့်ပြီးအော်ဘာကြီးမိုးတို့ကလေသွားနေတာမဟုတ်ဘူးကျုပ်တို့လိုက်လာမှာပေါ့ဗျတိုးကြော်ကကောင်းဆန်ကြည့်ကဒါနဲ့ကောင်းဆန်ခုနငွေပုံသားဖျားပေါ်မှာမီးတွေလက်နေအောင်မင်းမြင်လိုက်ရလားကောင်းဆန်ကတိုးကြော်စကားကြားတဲ့ကအထူးဆန်းတစ်ဖွဲ့နဲ့ခေါင်းခါပြလိုက်ပါတယ်ပြီးတော့မီးတိုင်တွေထုံးထားတဲ့လဲကြီးတွေနွားဖြူကြီးတွေကိုရောတွေးလိုက်ရဲ့လားကျုပ်ဘာမှမတွေးပါဘူးဗျာဟာဟဲ့ကောင်ဒီလောက်စုံညံ့နေရကွာတန်တော့မင်းလဲမောင်းရင်ငိုက်လာမဟုတ်လားကွာတောက်တီတောက်တဲ့ဗျာကျုပ်ငိုက်လဲမငိုက်ပါဘူးလမ်းအောင်တေချာကြည့်ပြီးတတိကြီးကြီးနဲ့မောင်းလာတာပါဗျာငွေပုံသားဖျားမှာမီးအောင်လက်တယ်ဆိုရင်ကျုပ်တို့လည်းမြင်မှာပေါ့ဗျဘာကြီးမိုးကတိုးကြော်ပခုံးအောင်ပုတ်ရင်အဲ့ဒါပဲကွာတိုးကြော်ရမင်းနဲ့ငါနဲ့မြင်လိုက်ရတယ်ဆိုတာငါတို့ကအဲ့ဒီတိုက်ကဥထဆောင်တွေတိုင်နှန်းရှင်တွေနဲ့ပထန်းဆက်ပါလို့ဖြစ်မယ်ကွာအဲ့ဒီလိုပြောဆိုပြီးနောက်သူတို့လည်းဆက်လက်မောင်းနေလာကြပါတယ်တိုးကြော်မှာတော့အဲ့ဒီဖြစ်ကိုကိုယ်တိုင်တွေးကြုံခဲ့ရတော့လေအခုစိတ်ထဲမှာမ
မယုံနိုင်သေးပါအဲ့ဒါနဲ့စပါးကျိတ်တဲ့ကိစ္စလေးပြီးသွားခဲ့ပါတယ်အပြန်လမ်းမှာတော့နေကင်းချိန်ဖြစ်နေရကြောင်းမြေတိုးမှမထူးကြပေသို့တော့ငွေပုံသားပြားနေမှာအဖြတ်မှာတော့တိုးကြော်တယောက်ကြက်သိမ်းများတစ်ပြန်းထကဘာရမဟုတ်ပဲကြောက်လန့်နေမိပါတယ်ရွာတို့ပြန်ဝင်လာတဲ့အခါညနေလွန်စောင်းနေပြီဖြစ်ပါတယ်တိုးကြော်ကလက်ကိုခြံဝိုင်းတွင်ရက်လိုက်ပါတယ်အလူအတွက်လှုပ်အားပေးများကလဲတွင်တည်လာတဲ့ဆန်များကိုခတ်ယူကြပါတယ်ရွာခံမင်းကလေးများကဆန်ထဲမှာစပတ်ခုံများမြက်သီးများနဲ့ဖွဲပုံများမပါစေရန်အတွက်စကောများနဲ့ပြတိကတန့်စင်ယူကြပါတယ်တန့်စင်သွားတဲ့ဆန်များကိုပုတ်တောင်းကြီးများတွင်တို့ထက်ကသိမ်းဆီးကြပါတယ်တိုးချော်မိမမင်းညိုမလေးစံပြတဲ့လှုပ်အားပေးဖွဲ့မှာပါဝင်ပါတယ်တိုးချော်မှာခြေလက်စိတ်ကြောပြီးအင်းရှိတို့ထွက်ခဲ့တဲ့အခါမင်းညိုကတိုးချော်ကိုစင်စင်ကြီးကြည့်နေလေပါတယ်တိုးချော်ပင်ထူးဆန်းသွားပြီးမင်းညိုငါပြန်လာပြီလေမင်းညိုကဘာမှမပြောပဲပါကြော်ကြီးများထအောင်အန်ကျိတ်နေပါတယ်တိုးချော်မှာအံ့အားသင့်နေစဉ်မင်းညိုမှာလက်ထဲမှာစကောပြစ်ချကတိုးကြော်စီတို့ခုံဝင်လျက်တိုးကြော်ကိုနှပန်းဖက်လုံးပါတယ်ဟေးမင်းညိုနေဘာဖြစ်တာလဲနေဘာဖြစ်တာလဲစံပြနေတဲ့လူများပါဝိုင်းဆွဲကြပါတယ်ထူးဆန်းတာကမင်းညိုမှာအလွန်အားတန်နေပြီးမင်းကလေးလေး9ယောက်ဆွဲရပင်မရတိုးကြော်ကိုလည်းထိုးလိုက်ချလိုက်နဲ့နှိမ့်ဆက်နေပါတယ်တိုးကြော်ကဇနီးများမှုမင်းညိုကိုပြန်လည်းမတိုက်ခိုက်ပဲခုခံယူတာနေပါတယ်။ဘာကြီးမို့လို့ယောက်ျားသားများကမင်းညိုဝိုင်းဆွဲတော့မှမင်းညိုမှာတိုးကြော်လွတ်ပါတယ်။သို့တော့မကြည်နဲ့တဲ့ဟန်ဖြင့်မျက်စောင်းကြီးခဲကတိုးကြော်အားကြည့်နေလေပါတယ်။ဘာကြီးမို့ကမင်းညိုအားကြည့်ရင်မင်းညိုနေပါဖြစ်တာလေ။တိုးကြော်နေပါမကြည်နဲ့လို့လေ။မကြည်နဲ့ဒီကောင်ကလုံးဝမကြည်နဲ့မင်းညိုတန်မှပြောင်းသွားပြီးကွဲအပ်ကြီးဖြစ်နေလေပါတယ်။ဘာချင်းမို့ကမင်းညိုရဲ့အမူအရာကိုအကဲခတ်ကြည့်ပါတယ်။အတန်ပြောင်းခြင်းမျက်သားများနေနေခြင်းအလွန်ကြမ်းတမ်းနေခြင်းတို့ကိုကြည့်လိုက်ကမင်းညိုတယောက်အပမိနေပြီးမှသိလိုက်ရပါတယ်။တိုးစော်တယောက်လည်းမင်းညိုထိုးစိတ်ထားတာကြောင့်မျက်နှာကဖူးရောက်နေပြီဖြစ်ပါတယ်။တိုးကြော်ကြီးမင်းညိုအပမိနေပြီဟေးရွှင်ကြော်ဆရာကြီးကိုသွားပင်စမ်းအဲ့ဒါနဲ့ရွာရှိရွှင်ကျော်ဆရာကြီးအပားချစ်ကိုတွားပင်ရပါတယ်အပားချစ်ကမင်းညိုအားစေးဆောင်ဝါးဆောင်များဖြင့်ဖမ်းချုပ်ပြီးမေးမြန်းလေပါတယ်နင်းဘာတူလဲဘာဖြစ်သူလို့လုံးရလဲဒီကောင်ကငါ့ကိုစိန်ခေါ်တယ်ဒီကောင်ကမကြင်နဲ့ဘူးဘလို့စိန်ခေါ်ရလဲငါနေတဲ့ရှေးပုံသားဖျားနောက်ကြောက်ချက်ကြီးကိုရောက်တော့ငါ့ကိုအကြောင်းသိအောင်တပွဲတလန်စော့ဘလော့တင်းမယ်လို့ပြောတယ်။ဘာကြီးမို့နဲ့တိုးကြော်မှအလွန်အားသင့်နေပါတယ်။အဖားချစ်ရဲ့ပညာဖြင့်မင်းညိုထမ်းမှပူးကတ်နေရဲ့တရေကိုမောင်းထုတ်ရပါတယ်။အဲ့ဒီတော့မှတိုးကြော်တယောက်တရေတစီကိုနှစ်ဖူးတွေထူတွေကြုံကရှုံလဲရှုံသွားပါတယ်။အဲ့ဒီအဖြစ်များဖြစ်ပျက်ပြီးနောက်မိုးရသည်တို့ရောက်ခဲ့ပါတယ်။အဲ့ဒီနေ့ကမိုးကောင်းတာကြောင့်မိုးလေယူကပြင်းထန်လွန်လာပါတယ်။ကပိုင်ချောင်းရီမှာလည်းခါရိုင်းနဲ့များနဲ့မတူပဲအလွန်အားပြင်းစွာစီးဆင်းနေပါတယ်။ရေစီပြင်းထန်မှုကြောင့်ငွေပုံသားဖျားတည်ထားတဲ့ကမ်းမကြီးကိုတော့ရေတိုက်စားကအဲ့ဒီကမ်းမကြီးနဲ့တူငွေပုံသားဖျားပါကပိုင်ချောင်းတွေသို့ပြိုကျသွားပါတယ်။အဲ့ဒီဖြစ်ကိုဒေသခံရွာသားများကအထူးဆန်းနေဖြင့်ပြောဆိုနေတော့လေဘာကြီးမို့ကတော့ခေါင်းကြီးလျက်ဒါကြောင့်ကိုကွာတိုးကြော်ရဒီမိုးမှာဒီလိုဖြစ်မယ်ဆိုတော့တိုင်နှန်းရှင်တွေကသိလို့သူတို့တိုက်တွေကိုပြောင်းသွားခဲ့တာကိုကွာငွေပုံသားဖျားအောက်မှာလဲကိုစီတိုက်ရှေဒနာများရှိတယ်ဟူတဲ့ဗဇက်တဲ့ကြောင့်ကပိုင်ချောင်းရေးကျသွားချိန်မှာရွာသူရွာသားများကတွားရောက်ရှောက်ပေးကြတော့လေအုတ်ကျိုးအုတ်ပြတ်မှလွှဲ၍အခြားတံမိုးရှိတဲ့အရာတစ်ခုတလေမှပင်မတွေ့ကြပြီဖြစ်နိုင်တာကတော့တိုက်ပြောင်းစင်ကလေးကတိုင်နှန်းရှင်များမှာဖျားဌာပနာများမကြမ်းအကုံအစင်ပြောင်းရွှေ့ယူဆောင်သွားတာကြောင့်ဖြစ်နိုင်ပေမယ့်ယခုကကပိုင်ချောင်းမှာစက်နေရသည့်ပတ်လုံးရေမစင်းတော့ပဲတဲချောင်းဖြစ်တာတေးရှိပါတယ်နောက်လူများကပိုင်ချောင်းလိုပဲမသိတော့ပေချောင်းတစ်ခုမှာတော့လူတရက်ခန့်ရှိတဲ့ကြောက်ချက်ကြီးများ
ရှိနေပါတယ်။အဲ့ဒီအနီးမှာရခင်ကငွေပုံသာဖျားတည်ရှိခဲ့မှုတဲ့ကုန်းကမှုအပိုင်းစာကလေးတစ်ခုရှိကခြုံတဲ့ပိတ်ပေါင်းများဖုံအောင်လျက်တော်ဖြစ်ပြီးထူထပ်နေပါတော့တယ်။ပရိသတ်များရှင်အခုတင်ဆက်ပေးခဲ့တဲ့ဇလန်လေးကတော့တိုက်ပြောင်းတဲ့ညာဆိုတဲ့ဇလန်လေးရဲ့အစားဆုံးကိုတင်ဆက်ပေးခဲ့တာဖြစ်ပါရှင်။ဇလန်လေးကိုနားဆင်ပြီးဆိုတော့ကျမတို့ရဲ့ PA Horror Channel လေးကိုလည်း like and subscribe လုပ်ပေးဖို့မမေ့ကြပါနဲ့နော်။နောက်နေ့မှာလည်းဘယ်လိုဇလန်လေးကိုတင်ဆက်ပေးမလဲဆိုတာပရိသတ်များကနားဆင်အားပေးကြပါအောင်ရှင်။ကျမတို့ channel လေးမှာတင်ဆက်ပေးနေတဲ့ဇလန်မြောက်နားဆင်ရင်ပရိသတ်များအလုံးဘဝမောင်းများပြေပြောင်းနိုင်ကြပါစေလို့ကျမတို့ channel လေးမှာဆုတောင်းမြတ်တာပို့သလိုက်ရပါတယ်ရှင်။